ဗင်နီဇွဲလားနိုင်ငံပေါ်နဲ့အနီးဝန်းကျင်ရှိလေပိုင်နက်ဟာပိတ်ထားပြီလို့ယူဆတဲ့ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ဒီပြောကြားချက်ကြောင့်ဗင်နီဇွဲလားသမ္မတမာဒူယိုပေါ်အမေရိကန်ရဲ့ဖိအားတွေနဲ့ပတ်သက်ပြီးမေးခွန်းတွေပုံမထွက်ပေါ်လာစေခဲ့ပါတယ်။မာဒူယိုအစိုးရအဖွဲ့ကတော့ထရန့်ရဲ့ပြောကြားချက်ဟာလက်ချက်ဝါဒီချင်းချောက်မှုဖြစ်ကြောင်းနဲ့ဗင်နီဇွဲလားရဲ့အချုပ်အခြာအာဏာကိုရောကြစေဖို့ကြိုးပမ်းနေတာဖြစ်ကြောင်းဆွဆွဲခဲ့ပါတယ်။အိမ်ဖြူတော်ကတော့ဗင်နီဇွဲလားလေပိုင်နက်နဲ့ပတ်သက်ပြီး Truth Social လူမှုမီဒီယာမှာတင်ခဲ့တဲ့ထရန့်ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးမေးခွန်းတွေကိုဖြေကြားခဲ့တာမရှိပါဘူး။ထရန့်ရဲ့လူမှုမီဒီယာမှာရေးသားချက်အရလေကြောင်းလိုင်းတွေပိုင်းလော့တွေမူရစေဝါမောင်ခိုကူးသူတွေနဲ့လူမောင်ခိုကူးသူတွေကိုဟူ၍ခေါင်းစဉ်တက်ထားပြီးဗင်နီဇွဲလားနိုင်ငံပေါ်နဲ့အနီးတစ်ဝက်လေပိုင်နက်တွေကိုပိတ်ထားပြီလို့ယူဆကြပါလို့ရေးသားခဲ့တာဖြစ်ပါတယ်။ဗင်နီဇွဲလားအစိုးရကတော့ထရန့်ရဲ့အဲ့ဒီရေးသားချက်နဲ့ပတ်သက်ပြီးပြင်းထန်စွာဆန့်ကျင်ကြောင်းဒီရေးသားချက်ဟာနယ်ချဲ့ဝါဒီချင်းချောက်မှုဖြစ်ကြောင်းဗင်နီဇွဲလားရဲ့နယ်မြေတည်တံ့ခိုင်မြဲရေးလေကြောင်းနဲ့ရေကြောင်းလုံခြုံရေးနဲ့အချုပ်အခြာအာဏာကိုလျော့ပါစေဖို့ရည်ရွယ်တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီလိုရေးသားပြောဆိုမှုတွေဟာရန်လိုပြီးတစ်ဖက်သက်ဆန်တဲ့ထင်ရဆိုင်တဲ့လုပ်ရဖြစ်ကြောင်းဗင်နီဇွဲလားနိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင်အမေရိကန်လူဝင်မှုအာဏာပိုင်တွေဟာအမေရိကန်ရှိဗင်နီဇွဲလားရွှေ့ပြောင်းတွေကိုနေရပ်ပြန်ပို့နေတဲ့လေကြောင်းလိုင်းတွေကိုလည်းတစ်ဖက်သက်ဆိုင်ငံခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။အမေရိကန်ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ကစစ်ရေးလှုပ်ရှားမှုတွေမြင့်တက်နေတာကြောင့်ဗင်နီဇွဲလားနိုင်ငံနဲ့အနီးတစ်ဝိုက်မှာပြန်တန်းနေတဲ့လေယာဉ်မှုတွေအနေနဲ့ဂရုစိုက်ကြဖို့ပြောကြားခဲ့ပြီးနောက်ပြီးခဲ့တဲ့သတင်းပတ်ကလေးကနိုင်ငံတကာလေကြောင်းလိုင်းအချို့ဟာဗင်နီဇွဲလားကိုပြေးဆွဲတဲ့လေကြောင်းခရီးစဉ်တွေကိုဆိုင်းငံ့ခဲ့ပါတယ်